ဂျူဗင်တက်နဲ့ PFV PFV နိုင်တယ် PFV နိုင်တယ်ဘယ်နှကိုလောက်နဲ့နိုင်မယ်တင် PFV PFV ကိုမင်္ဂလာပါကိုဘောလုံးပွဲဝါသနာပါလားဘဝရရှိတာမကြည့်ပြဘူးဟုတ်ကဲ့ကျေးဇူးပါပဲခမမ်းမေးရုံပဲဘောလုံးပွဲတစ်ခါမှဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့ကိုကဘာဖန်တော့နိုဘူးဖန်လီဗာပူးဟုတ်ကဲ့ပါကိုနိုဘူးဖန်မန်စီးတီးဖန်ဟုတ်ကဲ့ကျေးဇူးပါကို Hello welcome back ကျွန်တော် PSO ပါခုကျွန်တော်ရောက်ရှိနေတဲ့နေရာကအင်းစိန်ပန်းညာမှာဖြစ်ပါတယ်ခုလာမယ်ဗုဒ္ဓဘူးနေ့ကြာလာမယ့်ရက်တွေမှာချန်ပီယံလိပ်တွေရှိတာဖြစ်တဲ့အတွက်ဘောပွဲဆရာကြီးတွေကိုကိုရလက်ခံမှန်းကိုင်းပြီးဆုလက်ဆောင်ပေးမယ်ကိုရလက်ခံမှန်းဆုလက်ဆောင်ပေးအစီအစဉ်ပဲဖြစ်ပါတယ်မင်္ဂလာပါကို Brand နဲ့ PFG ဘယ်သူနိုင်မှထင်လဲဒါခမန်းပေးရုံပဲကျွန်တော်ဘက်ကစုငွေကြ9000ပေးမယ် PFG ဘယ်နှကူလောက်နဲ့နိုင်မှထင်လဲ2-1 PFG နိုင်မှာ PFG နိုင်ဘယ်နှကူလောက်နဲ့PFG ဘက်ကခမ်းမှန်းကြီးပေါ့ခမန်းကြီးပဲရတယ်တိကျမှန်းရမလို့ PFG နဲ့ဟွာနဲ့ဟိုစား Brand နဲ့ PFG 2-0နဲ့2-0 PFG နိုင်မှာဘယ်သူသွင်းမယ်လို့ထင်လဲအဲ့လိုတော့မသိဘူးလားတော့ဘက်ကမြေတားလက်ဆောင်9000ကျပ်ပါ Facebook YouTube TikTok မှာလည်းရှိတယ်ဝင်ကြည့်လို့ရတယ်နော်ဟုတ်ကဲ့ကျေးဇူးပါကိုဟုတ်ကဲ့ပါဂျူဗင်တက်နဲ့ PFV နိုင်တယ် PFV နိုင်တယ်ဘယ်နှကိုလောက်နဲ့နိုင်မယ်တင် PFV PFV ဂျူဗင်တက်ပဲနိုင်မယ်တင် ဂျူဗင်တက်ပဲနိုင်မယ်တင်ဂျူဗင်တက်အိမ်ဝင်း PFV ကဝေးကွင်းဂျူဗင်တက်နိုင်မှာပေါ့ဘယ်နှကိုလောက်နဲ့နိုင်မှာတဲ့1C အားလောက်ပဲသွား1စီလောက်ပဲဟောကပ်ပြီးနိုင်ပြီသွားမှာဟောကိုမပြတ်လာဘူး1စီလောက်ပဲသွားမှာပေါ့ကိုကဒါနဲ့ပါဖန်လဲမိုင်းဖန်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့ကိုရလက်ခံမှန်းစုလက်ဆောင်ပေးစီစဉ်ဖြစ်ပါတယ်ဒါကျွန်တော်တို့ဘက်ကစုငွေလေးပါဒါကျွန်တော်တို့ page ဟုတ် like and follow လုပ်ပေးပါတယ်ကျေးဇူးပါကောမင်္ဂလာပါအမ Real Madrid နဲ့ Man City ဘယ်သူနိုင်မှထင်လဲ Man City နဲ့ Real Madrid တေချာမကြည့်တာ Man City ဘယ်နှကူလောက်နဲ့နိုင်မှထင်လဲနှစ်ကို 2-0ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ဘက်ကမြေတားလက်ဆောင်နဲ့ဟိုဒါစုငွေကျန်9000ပါဟုတ် Sporting နဲ့တော့ဘောပွဲကြည့်လားမကြည့်လားဘောလုံးပွဲမကြည့်ပြဘူးပေါ့ဟုတ်ခမန်းပေးရုံပဲလေကျွန်တော်စုငွေလက်ဆောင်ပေးမယ်ခမ်းမှန်းပေးမယ်ဘာနဲ့ Sporting နဲ့တော့သူတို့ပေးနဲ့တော့Sporting နဲ့တော့ဘယ်ဒီဟာတော့ဗုဒ္ဓဘူးနေ့2နာရီခွဲလာမှာဒါဟောလားတူရဲ့အတင်းနာမည်ကျွန်တော်ဘလုံးမတော်တော်မကြည့်ပြဟုတ်လားကိုခမန်းပေးကြည့်ရင်ရောစပိုတင်တော့မှာကျွန်တော်ထင်တော့ဒေါမွန်လို့ထင်တာပေါ့ဒေါမွန်ဝေးဝေးမှာဒေါမွန်နိုင်မယ်ဘယ်နှကူလောက်နဲ့နိုင်မယ်ထင်တယ်ခမ်းမှန်းကြည့်လားတကယ်ပဲခမ်းမှန်းမှာခမ်းမှန်းရုံပဲရခမ်းမှန်းရုံပဲဒီနေ့ပြောလိုက်မယ် 2C လောက်ပေါ့ C2 2C ပေါ့နော်အဲ့ဆိုဒေါမွန်နိုင်မှာထင်တာပဲပြောတော့ဖန်မရှိဘူးပေါ့ဖန်မရှိဘူးကျွန်တော်ဘလုံးမဲမကြည့်ဘူးဟုတ်လားကောင်းပါလေဘလုံးမဲကြီးစာလေးလာဟုတ်တယ်စာပဲလေးโอเคကောင်းတယ်ကိုโอเคကျေးဇူးပါခုလောဆရာစာပဲလေးလာနေโอเคကျွန်တော်ဘက်ကဟိုမြေတားလက်ဆောင်နေနဲ့စုငွေချက်9000ပါဟုတ်ကျွန်တော်တို့မှာ YouTube channel ရော Facebook channel ရော TikTok channel ရောရှိတယ်ဟုတ်ကဲ့ဝင်အောင်လေးလာလို့ရတယ်နော်โอเคဟုတ်လေးလို့ပေးထားလိုက်ဟုတ်ကဲ့ပါတော်တော်လေးပါတုံးတယ်လေ YouTube လည်းတုံးတယ်တိုင်းလည်းတုံးတယ် Facebook လည်းတုံးဒီနာမည်တိုင်းမယ်နော်ဟုတ်ကဲ့ဒီနာမည်တိုင်းပဲဟုတ်ကဲ့လိုက် follow လုပ်ပေးထားလိုက်ဟုတ်ကဲ့ပါကောကျေးဇူးပါကောကိုမင်္ဂလာပါကို Blue Channel နဲ့အတက်နန်လာဘယ်သူနိုင်မယ်တင်လဲဗျာ Blue Channel နဲ့အတက်နန်လာဘောလုံးမွေးကြည့်တာကိုဘောလုံးမွေးတိတ်တော့မကြည့်ဘူးဟုတ်လားခမန်းပေးရုံမယ်ဆိုကိုခမန်းကြည့်ပါလားအတက်လန်နာနိုင်မယ်နော်အတက်လန်ဘယ်နှကူလောက်နဲ့နိုင်မယ်တင်2C လောက်နဲ့ပါ2C အတက်လန်နာနိုင်မှာပေါ့ဟုတ်ကဲ့ဖန်မရှိလားကိုဖန်မရှိပါမရှိဖန်ဟုတ်ကဲ့ဟုတ်မင်္ဂလာပါကိုကျွန်တော်တို့ကကိုသွင်းမဲ့လူကဘယ်သူသွင်းမဲ့တင်လဲသိလားမသိဘူးဘောလုံးမွေးရောတိတ်မကြည့်ဘူးဟုတ်ကဲ့ဟုတ်ကျွန်တော်ကစုငွေလက်ဆောင်ပါဟုတ် YouTube channel Facebook channel TikTok channel like and follow လုပ်ပြီးလို့ရတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအနူးနဲ့ AC Milan ဘယ်သူနိုင်မှထင်လဲ AC Milan နိုင်မှာ AC Milan နိုင်မှာဘယ်နှကိုလောက်နဲ့နိုင်မှထင်လဲ 2C လောက်ကြားမှာလေ 2C ဖီယန်နူအိမ်ဝင်နော် AC Milan ဝေးဝင်အိမ်ဝင်အဲ့လောက်တော့ရှင်းပါအဲ့လောက်တော့2C ဘယ်သူနိုင်မှာ AC Milan နိုင်မှာဟုတ်လားဘယ်နှကိုလောက်နဲ့ 2C ဘယ်သူသွင်းမယ်လို့တော့ထင်လဲအဲ့တော့မသိလားကိုကဘာဖန်Real fan ကျွန်တော်ဘက်ကမြေတားလက်ဆောင်နေနဲ့စုငွေချက်9000ပါကိုဟုတ်ကဲ့ဟုတ်ဒီဟိုက YouTube မှာ Facebook မှာလည်းဟိုက TikTok မှာဟုတ်ကဲ့ဒီနာမည်လေးနဲ့ရှာလို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါကိုဟုတ်ကဲ့ပါကိုမင်္ဂလာပါကိုမိုနာကိုနဲ့ဘင်ဖီကာဘယ်သူနိုင်မယ်ထင်လဲမိုနာကိုနဲ့ဘင်ဖီကာမိုနာကိုကြားပဲရောက်နေဘင်ဖီကာပဲနိုင်ဘင်ဖီကာပဲနိုင်ဘယ်နှကိုလောက်နိုင်မယ်ထင်လဲ3-1လောက်3-1ဘယ်သူသွင်းမယ်လို့တော့ထင်တယ်အဲ့ဘက်ကအဲ့လီရလူတွေတော့မသိဘူးလား3-1မိုနာကိုအိမ်ဝင်းမှာဘင်ဖီကာ3-1နဲ့နိုင်မှာဟုတ်ကဲ့ဒါနဲ့ကိုကဘာဖန်ကျွန်တော်
နိုဘူးဖန် အော်လီဗာပူးဟုတ်ကဲ့ပါကိုအော်နိုဘူးဖန်အော်မန်စီးတီးဖန်ဟုတ်ကဲ့ကျေးဇူးပါကိုဒါကကျွန်တော်တို့ရဲ့စုငွေချက်လေးပါဟုတ်ကဲ့ကိုရလက်ခံမှန်စုငွေပေးအစီအစဉ်ဖြစ်ပါတယ်ဟို YouTube တို့ Facebook တို့ဟို TikTok တို့မှာလည်းကြည့်လို့ရတယ်ကျေးဇူးပါကိုဟုတ်ကဲ့ပါကျွန်တော်ထူးဆန်းလေးဖြစ်သွားအောင်နောက်ဆုံးပွဲဖြစ်တယ်7နဲ့Bayern Munichပွဲကိုကျွန်တော်ပဲခံမှန်ပေးမယ်7နဲ့Bayern Munichပွဲကို1-2နဲ့ကျွန်တော်ခံမှန်တယ်7မှာဆိုရင်ဂျိုတာတွင်းပြီးတော့Bayern Munichမှာဆိုရင်ကင်မင်ကျဲနဲ့Hurricane တွင်းလိုက်မယ်ကျေးဇူးတင်ပါတယ်